ခောက်ဆွဲလေးကိုတုပ်ပြပါမယ်ရှင်ဒီလိုဆုံးပကံစီလိုက်ပါမယ်ရေစုကိုတင်ထားရောလက်ကပြီးတော့စီပီချောင်းလေးတွေကိုဓာတ်နဲ့အသားလေးပုံပါတယ်ကြောတဲ့အခါပုံလာလေးထွက်ပါတယ်ရှင်စားလို့လည်းရန်ကောင်းပါတယ်ခောက်ဆွဲလေးတွေကိုတစ်ခုချင်းစီထည့်မယ်ရေစုလေးကိုထည့်ပြီးတော့ဖိုးလေးအဖုံးလေးကိုအုပ်ထားပါမယ်ရှင်ပြီးတော့အနံ့လေးထွက်လာပြီးဝေးလာတဲ့အခါမှာဆိုရင်အဖုံးလေးကိုပြီးတော့ခောက်ဆွဲလေးမူလာနေထားအောင်ကြည့်ပါတယ်ပြီးတော့စီအောင်လေးကိုထည့်ပါမယ်ခောက်ဆွဲပဲဒီအကုန်လုံးတော်တုတ်စားတဲ့ဟာမလို့ရေတွေအကုန်လုံးဖယ်ပါမယ်နော်ခောက်ဆွဲလေးတွေထည့်ပါမယ်ဒီမှာတန်ရောစင်ကျိုးကဖြစ်ရခက်နေပါတယ်ရှင်အဲ့တော့အကုန်လုံးရသွားတော့နော်စလုံးလေးကိုအကုန်လုံးထည့်လိုက်နိုင်တယ်အဲ့ဒီနောက်ခောက်ဆွဲတွေအကုန်လုံးစစ်ထုတ်ပါတယ်ဒါကျမတို့ညီမတွေလောက်စားဖြစ်တဲ့ခောက်ဆွဲတွေပါရှင်ကျိုးခောက်ဆွဲကိုဘယ်လိုအရင်ကြိုက်နေလဲဆိုတော့ဈေးလေးကလည်းရှိုးတယ်စားလို့လည်းကောင်းတယ်ပြီးတော့စီပီချောင်းလေးတွေကိုခောက်ဆွဲပြုတ်ရည်နဲ့အတူတူတစ်ခါလေးပြုတ်လိုက်ပါတယ်ပြုတ်မလို့ပါဆိုကျိုးကပြောင်းနေတယ်ကျိုးတက်ရသည်ရောခဏနေရောဖွင့်လိုက်တော့စူးလာပါပြီခောက်ဆွဲလေးတွေကိုအဲ့စီပီချောင်းလေးတွေကိုယူလိုက်ပါတယ်နော်ယူပြီးတော့ကျွန်မပြန်ကြော်ပါအောင်မရှင်အဲ့လိုဆိုတော့ကြောပြီးတော့ကြောထားတဲ့ဟာတွေကပူစားကုန်တယ်နော်စီနည်းနည်းပဲထည့်ပါတယ်ကျွန်မကစီနည်းကိုနည်းနည်းပဲထည့်လိုက်အဲ့နောက်စီပီချောင်းလေးကိုထည့်ပြီးတော့ကြောပါမယ်စီမဆိုသေးခင်ကျွန်မထည့်လိုက်မိတယ်ပေါ့နော်ဒါပေမဲ့စီဆိုမှထည့်တာပိုးစင်ပြပါတယ်နောက်တော့စီရနည်းနည်းနာနဲ့စီထည့်လိုက်ရပါတယ်ရှင်စီရမြလေးနဲ့ဆိုအဲ့ဒီစီပီချောင်းလေးကပို့ပြီးတော့ပွားလာပါတယ်နောက်တော့ခုနကဓာတ်နဲ့မှုထားတဲ့အရာလေးတွေကပေါ်လာပါပြီနော်နည်းနည်းလေးကြီးလာပြီဆိုရင်ကြော်လေးကိုကြည့်လိုက်ပါမယ်နော်နောက်တော့ခောက်ဆွဲလေးတွေကိုဒီမှာအရက်သားမလေးထိုးတာထည့်ရပြီဒီမှာညီမလေးဟုတ်ပြီပါတယ်ဒီရက်သားမောသုံးထုပ်တောင်ပါတယ်နော်အရင်စားကောင်းတယ်ပြီးတော့ညက်မယ်လုံးလေးနဲ့အချောင်းလိုက်ပဲစားတော့မယ်ဆိုပြီးတော့အကုန်လုံးထည့်လိုက်တော့တယ်အကုန်လုံးစမှွေပါတယ်ရှင်တမနေအောင်လုံးဝမှွေရပါတယ်နော်နည်းနည်းခုနကရှားပြုတ်တာလေးစားရတော့ခောက်ဆွဲနည်းနည်းတော့မာသွားတယ်ဒါမဲ့လည်းရအောင်မှွေလိုက်ပါတယ်ကောင်းနှံ့နေအောင်ခောက်ဆွဲရီခုဆိုရင်တမသွားပါပြီရှင်အခုလို့တမနေအောင်ရောတမမှုမှုပါလို့ရှင်ကြော်ရင်ခုတော့ထည့်ပြီးစားကြလာပြီပေါ့နော်ဟုတ်တယ်နော်ကြည့်နေတရားကြတယ်နည်းနည်းလေးကျမညီမလေးကအွန်လိုင်းကတ်တဲ့နေတဲ့တိုးတက်ချင်ထားပါတယ်ရှင်အခုလို့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာဆက်တွေ့မယ်နော်အားလုံးမတ္တတာ See you